ရှမ်းသားရဲ့မိသားစုဟာမွေးဖွားလာတဲ့လူနာဟာဇင်ခံကောင်းရီစီနမဲကြီးနာရီတဲ့ပတ်နဲ့အရာရာပြည့်စုံနေသူပါဝဲရပြီးတာနဲ့မိဘတွေရဲ့ဘိတုကလုပ်ငန်းမှာအလုပ်ဝင်ခဲ့ပြီမဲ့ကန်ဂျမာကသူမရဲ့ရုပ်ရည်ကိုငဲ့ညာမနေခဲ့ပါဘူးအလို့ရောက်တော့ကားပေါ်ကဆင်းရင်မိုးမိကတကိုယ်လုံးရွှဲရွှဲဆိုသွားကြရပါတယ်ဒီလိုပုံစံနဲ့လူကြားထဲသွားနေရတာတဲ့ပိုဆိုးတာကအဲ့ဒီအချိန်မှာပဲသူမရဲ့ရီးစားဟောင်းနဲ့ပတ်ပင်းတိုးမိတာပါပဲတကယ်တော့သူမရဲ့မိဘတွေက LS ကိုကုမ္ပဏီရဲ့ဥပဒေအကြံပေးအဖြစ်ငှားရမ်းလိုက်တာဖြစ်နေပါတယ်ဒါဟာလူနာအသက်တော့အကြီးအကျယ်တုံ့လှုပ်စရာပါပဲရင်းနှီးနေတဲ့နှုတ်ဆက်သံတစ်ခုကသူမရဲ့အသိမှတ်ဉာဏ်တကားရည်ကိုပြန်ဖွင့်ပေးလိုက်သလိုပါပဲလူနာဟာငငယ်တုန်းကတငယ်ချင်း၄ယောက်နဲ့အချိန်ဖြုံးရင်းသူမရဲ့ crash ကိုအချစ်ဦးကိုလိုက်ချောင်းရတာကိုဝါသနာပါခဲ့သူပါအရန်ချောပြီးစားလဲတော်တဲ့ Alex ဟာမိန်းကလေးတိုင်းရဲ့အိမ်မက်ထဲကနတ်သားလေးတစ်ပါးလိုပါပဲတငယ်ချင်းတွေကဆက်ဆူးပေမဲ့သူမကတော့ Alex ကိုကြိုက်နေတာကိုလုံးဝဝန်မခံခဲ့ပါဘူးဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကတော့အမှန်တရားကိုဖော်ပြနေခဲ့ပါတယ်ဒီခါကဓာတ်လေကားထဲမှာ Alex နဲ့မတော်တဆဆုံခဲ့တုန်းကသူမဟာအနီးကကြည့်ခွင့်ရလို့ရင်းနေအရန်ခုန်ခဲ့ရပါတယ် Alex ကအေးဆက်ဆက်နိုင်ပေမဲ့ဓာတ်လေကားညံကိုလက်တစ်ဖက်နဲ့မှီပြီးလူနာအနာတိုးကတ်လာတဲ့အခါမှာတော့လူနာတယောက်စိတ်ရှုပ်ထွေးပြီးဝေခွဲမရထွေသွားခဲ့ရပါတယ်သူစီကရတဲ့အနတ်လေးကသူမရဲ့နှလုံးခုန်ထန်ကိုမြန်ဆယ်ခဲ့တာပေါ့ Alex ကသူ့အဖေစီဖုံးဆက်နေတော့မှလူနာကခိုးနားထောင်ရင်းနဲ့သူမရဲ့အိတ်ကိုပခုံးပေါ်ကနေရှော့ချခိုင်းလိုက်ပါတယ် Alex ကသူမကိုပြန်တင်ပေးလိုက်တာကြောင့်အချီယူမလီလူနာကတော့သူ့ရဲ့ကြောပင်ကြီးကိုကြည့်နေနဲ့ကျေနပ်နေခဲ့ပါတယ်လူနာက basketball ကစားရင်းဒဏ်ရာရနေတဲ့ငယ်ငယ်ချင်းစီတွားလေတော့မှလည်း Alex ရဲ့အကြောင်းဒီကိုအချိန်လုံးချီးမွမ်းခြင်းဖြစ်နေကြတာပါစိတ်နာနေတဲ့အဲ့ဒီတကယ်ကြီးကတော့အပြင်ပန်းကြည့်ုံနဲ့မျိုးနဲ့လူဆိုတာလက်စားတက်တွေကိုအပြီးပေးနေတယ်ကန်ဂျမာကတော့သူမရဲ့ crush ကိုသူမရှိကိုထပ်ပြီးပို့ဆောင်ပေးခဲ့ပါတယ်ဒီလိုအခွင့်အရေးမျိုးရခဲ့တာကြောင့်သူမဟာ Alex ကိုခိုးခုချီးနေမိပါတယ်အမိခံရရင်လည်းအထားကြကြနဲ့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ဖို့ပြင်ထားတာပေါ့သူမဟာပောက်ကွဲလူနီးပါဖြစ်နေတဲ့နှလုံးကုန်တန်းကိုထိန်းချုပ်ပြီးသူ့ကိုစကားပြောပါတယ်သူမမှာရီးစားမရှိဘူးဆိုတာကိုတွယ်ဝိုင်းသိစေဖို့အတွက်ဖုန်းကိုထုတ်ပြီးအိမ်ပြန်ဖို့ခတ်နေတယ်ဗိုက်စားတယ်တယောက်တည်းဆိုတော့လိုက်ပို့မဲ့သူလည်းမရှိဘူးဆိုပြီးဟန်ဆောင်ဖုန်းပြောနေခဲ့ပါတယ်ဒါပေမဲ့အရှက်ရစရာကောင်းတာကသူမကြိုက်ထားတဲ့ဖုန်းကပြောင်းပြန်ကြီးဖြစ်နေတာပါပဲ Alex ကတော့ဒီထူးဆန်းတဲ့ main ကလေးကိုတကယ်ပဲစိတ်ဝင်စားစွာခဲ့ပုံရပါတယ်ဒီလိုနဲ့မိုးရွာတဲ့ပါပဲသူတို့နှစ်ယောက်ကြားကအချစ်မျိုးစေ့လေးစတင်ပေါက်ဖွာလာခဲ့ပါတယ်နောက်တစ်နေ့မှာတော့လူနာဟာသူမရဲ့တငယ်ချင်းရှောင်ကူးကိုခေါ်ပြီးအချစ်အသက်စတင်ခြေလမ်းပြင်ပါတယ်ဒါပေမဲ့လက်တွေ့အခြေအနေကသူမကိုအကြီးကျယ်စိတ်ပြတ်သွားစေပါတယ် Alex မှာရီးဆိုင်ရှိနေပုံရပြီးအဲ့ဒီ main ကလေးရဲ့စပင်တွေမျက်နှာတွေကိုကင်တွယ်နေတာမြင်လိုက်ရတော့ပါပဲလူနာတယောက်ဒေါသထွက်သွားပြီးမှချက်ချင်းပဲစိတ်ထဲကျသွားပါတယ်ဒါပေမဲ့နောက်ကျမှရောက်လာတဲ့သူမရဲ့တငယ်ချင်း Irene ကတော့လူမှုဆက်ဆံရေးအရန်ကောင်းသူပြီးလူနာအတွက်အခွင့်အရေးရအောင်အဲ့ဒီယောက်ျားလေးအဖွဲကိုပါတီပွဲဖိတ်ဖို့ချက်ချင်းပဲသွားလိုက်ပါတော့တယ်